အရှိန်အဟုန်နဲ့ပြန်တန်းလာတော့မယ် Moving to အားလုံးပဲမင်္ဂလာပါပရိသတ်တွေအားလုံးမျှော်လင့်ဆောင်စားနေကြတဲ့ K-drama Superhero ဇာတ်လမ်းတွဲကြီး Moving Season 2 ကတော့တရားဝင်ပြန်လာဖို့အရှိန်အဟုန်နဲ့ပြင်ဆင်နေပါပြီမကြသေးခင်ကမှဇညွန်းဖက်ပွဲပြုလုပ်ခဲ့ပြီးနောက်မှာတော့ပရိသတ်တွေစိတ်ဝင်စားနေတဲ့တရုတ်ဆောင်စည်းရင်းကိုပါတခါတည်းအတည်ပြုကြေညာလိုက်ပါတယ် Season 1 တုန်းကတကမ္ဘာလုံးအတိုင်းအတာနဲ့စံချိန်တင်အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက်ဒီ Season 2 အပေါ်မျှော်လင့်ချက်တွေကတကယ့်ကိုကြီးမားနေတာပါစိတ်လှုပ်ရှားဖို့ကောင်းတာကတော့ပရိသတ်တွေချစ်ရတဲ့မူလတရုပ်ဆောင်အဟောင်းတွေအားလုံးပြန်လည်ပါဝင်လာပေမဲ့ဘုံစော့နေရာမှာတရုပ်ဆောင်တဲ့မင်းသားလီကျန်ဟာကတော့စစ်မှုထမ်းတာဝန်ကြောင့်ပါဝင်လာခြင်းမရှိပါဘူးဒါအပြင်ဒီတစ်ခေါက် Season 2 မှာဇလန်းကိုပုံမိုခိုင်ပါပြီးစိတ်လှုပ်ရှားစရာကောင်းအောင်လှုပ်ဆောင်ပေးမဲ့ထိတ်တန်းတရုပ်ဆောင်တဲ့အချို့လည်းပါဝင်လာဖို့အတည်ပြုထားပါတယ်ဒီတရုပ်ဆောင်တွေကဘယ်လိုလျှို့ဝှက်စွမ်းအားရှင်တွေအဖြစ်ပွဲထွက်လာမလဲလက်ရှိစွမ်းအားရှင်တွေနဲ့ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲဆိုတာကတော့ရှင်းခုံစရာပါပဲမူရင် Webtoon စာရေးဆရာကံပူးကိုယ်တိုင်ဇညွန်းကိုဆက်လက်တာဝန်ယူထားပြီးပုံမိုကြီးကျယ်ခမ်းနားတဲ့ CGI visual တွေပုံမိုပြင်းထန်တဲ့ action ခန်းတွေနဲ့အတူမကြခင်မှာရိုက်ကူးရေးလုပ်ငန်းတွေကိုစတင်တော့မှာဖြစ်ပါတယ်။ဇညွန်းဖက်ပွဲရဲ့အရှိန်အဟုန်အရတရုပ်ဆောင်တွေအားလုံး character တွေကိုအပြည့်အဝစီးမျောနေကြပြီလို့သိရပါတယ်။ကဲပုံမိုစမ်းသစ်ပြီးပုံမိုမိုက်ဖက်ရှင်ကြလာမယ်။ Moving Season 2 မှာသင်ပဲ character ကိုအမျှော်လင့်ဆုံးလဲ comment မှာရေးခဲ့ကြပါအောင်နော်။နောက်ထပ်စိတ်လှုပ်ရှားစရာ K-drama သတင်းတွေကိုလက်မလွတ်တမ်းစောင့်ကြည့်ဖို့ channel လေးကိုလည်း like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။ကျေးဇူးတင်ပါတယ်။ 무빙 투 무빙 투 무빙 투 화이팅!